ကိုညွန့်ခိုင်လားညီမလေး ဟုတ်ပါရဲ့ကိုညွန့်စီရပါ အမက iPad CV လေးသုံးချင်တာ Pro C ပေါ့ညီမလေးညီမတို့စီမှာဗာလေးရှိတယ် Pro C နဲ့ Pro C မှာဆိုရင် iPad Pro M4 လေးရှိမယ်နော်73လက်မှလေးပါအမ iPad Pro M4 73လက်မှ ဟုတ်တယ်ဆိုင်မှာအမြင့်ဆုံးမယ်နော်အမြင့်ဆုံးပဲစိုက်ကရောညီမလေး73လက်မှလေးအကြီးဆုံးပဲ အကြီးဆုံးပဲဒါ ဟုတ်တယ် function နဲ့တော်တော်မိုက်မှာပေါ့ မိုက်တယ်မအမကွာဒါ laser ဖြစ်တယ်မလားဖြစ်တာပေါ့မ M4 ပါဆိုမှာ ပေါ့နော်အမကအဲ့လိုမျိုးပေါ့အများကြီးအမြင့်နဲ့သုံးချင်တာကွာဒါပေမဲ့အမသုံးချင်တဲ့ budget က9သိန်းကနေ10သိန်းလောက်ပေါ့အဲ့လောက်ပဲသုံးချင်တာဟာအမလည်းစားနေပြီ9သိန်းကနေ10သိန်းသုံးချင်ဘယ်လိုလုပ် M4 ရမှာတော့လို့အမရဲ့ဒါစားနေရတာမသိဘူးဆိုင်အောင်လာပြီးတော့အော်မမလေးတို့ပဲအဲ့လိုမျိုးကြီးညာထားလို့မရဘူးလား9သိန်းရောက်လေဘယ်လိုလုပ်ရမှာ M4 ဘယ်လိုလုပ်ရမှာလဲ9သိန်း10သိန်းနဲ့ရောအမရော mini 4ပဲသုံးလိုက်တော့ရောမရောအဲ့ဒါ9သိန်းကျော်နဲ့ရမယ်နော် mini 4လေးဟုတ်တယ်အမဘာကျနဲ့ဆိုဒီကောင်မရမှာလေ M4 ဘယ်လိုရမှာအမမစားနဲ့နော်ပါဦးမလေးကကြီးညာနဲ့9သိန်း10သိန်းဆိုတော့ Pro M4 မှရမှာဆိုတော့အဲ့ဒါအရေးကြောက်ပြောနေရအမရဲ့ခဏတောင်မပါဘူးပြေးလာပြေးနေသွားပြန်တော့ mini 4ပဲယူပြီးပြန်လိုက်တော့နော်အဲ့တော့အမသုံးတဲ့ budget နဲ့ဆိုတာပဲရမှာဟုတ်တယ် mini 4ပဲရမှာ M4 ပဲလာပြီးတော့မျော်လင့်မနေနဲ့မစားနဲ့နော်သိပါညီမလေးအမဖက်နဲ့တောင်မပါဘူးပြေးလာမောလိုက်ပြေးနေပြန်တော့ mini 4ယူပြီးပြန်လိုက်တော့သွားတော့စားနေမှာ